မင်္ဂလာပါရှင်ဆရာမျိုးထုထက်ရေးသားထားတဲ့အချစ်စာဝါကွယ်စာအုပ်ထဲကအချစ်စာနဲ့အချစ်ကပြတဲ့ပုဂ္ဂိုလ်ဖတ်ပြပေးထားပါတယ်မေးလို့မရတဲ့ဒုက္ခစုကိုဘယ်လိုကြော်ဖြတ်ရမလဲဆိုတာစဉ်းစားတွေးတောရင်းနဲ့ပဲအတွေးတွေကတောင်စီရေမြဖြစ်လာပါလေရောခက်လာကြည့်ရွယ်ကွယ်တွေးချီဥနေတဲ့နှလုံးသားနုနုကရမ်းပြားလွမ်းလာကြတာတေးရပါပြီနဲ့တူပါရဲ့ဟိုလူကဲပါဒီလူကဲပါလို့လဲပြောကောင်းတဲ့ကိစ္စမဟုတ်လေတော့ကျိမ့်မိတ်သီးခံရတဲ့ဝေဒနာဆိုးကငှက်ဖျားမိတယ်လို့ကရုံငရင်နဲ့တုံကြီးလိုက်မောလို့နေပေါ့ဒါတွေကိုသာမင်းသိရင်တခုတ်တရရီမောပျော်ရွှင်နေလိမ့်မလားအသေးနုတယ်ပဲဆူပြောရအောင်မယ်ဒေဝီတခင်မလေးကြီးစားလဲဒီစိတ်တွားလဲဒီစိတ်နဲ့ချစ်ချင်းဝေဒနာဗိုင်းရပ်စ်ဆိုနှိမ့်ဆက်သည်များမြက်ကလေးဆန်ပြားဆိုတဲ့စကားရဲ့အတိုင်းခံစားနေရပါရဲ့နဲ့အဲ့ဒါကိုအချစ်ဘိန်းစားတတကောင်းလို့သာတူတူလေးဆိုရည်ကျင်လိုက်ပါရဲ့ကွယ်အခုတော့ငါအရိပ်ရောင်မှမမြင်ရတဲ့အရာတွေကိုခိုးလို့ခုလူနဲ့လွမ်းစွန်ငေးကြည့်နေမိလေရဲ့မင်းရိပ်လေးများထင်ရောင်လာတို့နဲ့မျောကိုးဆောင်စားရသူဖြစ်ကိုပိုင်ကြီးရထားတဲ့သူတယောက်ရဲ့ပါဒါတွေကိုနားလည်မှုစိတ်ကြီးအခြေခံပြီးတစ်ချက်လောက်တော့ခက်ပပဖြစ်စာနာနားနေတင်တယ်လို့စိတ်ခဲစနိုးစနောက်နဲ့ဆူတောင်းနေမှုရတာပေါ့တိတ်ကိုခက်လွန်းပါရဲ့မစီမဆိုင်မင်းအတန်ကလေးကြားကျင်တဲ့စိတ်ကညရင်နဲ့ရိပ်နဲ့မရိုးမရွဖြစ်တည်နေတယ်ဆိုတာငါပြောရင်မင်းတကယ်ယုံကြည်ပေးပါလားကွယ်ရိပ်နဲ့စိတ်တတိယတစ်ချက်မရတစ်ချက်ဖြစ်နေတဲ့အချိန်တော့မင်းကိုမေးလို့မရဘူးဆိုလီတော့အရက်ကယ်ပါလူဝိုင်းပါလို့လဲမဆိုတာတော့ဘူးရဲ့ဒါကြောင့်ဖြစ်သည်မြအကြောင်းငါကံတရားပေါ်လေတစ်ချက်တလေများမင်းမြုံဝန်းအယောင်လက်တာမြင်ရင်မရိုးမရွဖြစ်တဲ့ချစ်စိတ်တွေကထိမ့်မရတဲ့အချစ်ဘိန်းစားဘဝတာရောက်နေရသူပါကွယ်ငါတလဲပြတ်တဖုံဆိုတာမင်းချစ်ချင်းကိုမျှော်ငင်းနေတဲ့ငါကိုများတမင်စောင်းမြောင်းနှိမ့်ဆက်အတင်းကျပ်စီမံထားလေရောလားခတ်တော့ခတ်သားလားကွယ်မင်းတန်ကြားခြင်းနဲ့စိတ်ငါရင်နဲ့ရိပ်ဖြစ်နေတာကြာပေါ့တကယ်မျိုးထူးထက်